TikTok မှာလူတိုင်းသိမသိကြသေးတဲ့လျှို့ဝှက်ချက်လေးတစ်ခုကိုပြောပြပေးမယ်။ဒီနီလန်းကိုတည်ထားမယ်ဆိုရင်ကိုယ့်ရဲ့ TikTok ဗီဒီယိုတွေကိုတင်တဲ့အခါမှာအပင်ပန်းခံပြီးတော့ edit လုပ်နေစရာလုံးဝမလိုတော့ဘူး။သူပြထားတဲ့ template လေးထဲမှာဝင်ပြီးတော့ကိုယ့်ရဲ့ဓာတ်ပုံထည့်လိုက်တာနဲ့ဗီဒီယိုလေးတွေကိုအခုလို auto edit လေးလုပ်ပေးသွားမှာဖြစ်တယ်။အရင်လဲမိုက်တဲ့ feature မို့လို့အားလုံးအတူတူစမ်းလုပ်ကြည့်လို့ရအောင်ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နဲ့အတူတူလိုက်လုပ်ကြည့်လိုက်ရအောင်။ပထမဦးဆုံးအနေနဲ့ post တင်ရန်အတွက်အပေါင်းလက္ခဏာကိုနှိပ်မယ်။နှိပ်ပြီးပြီဆိုရင်အဲ့ဒီနားမှာ create ဆိုတာလေးရှိတယ်သူ့ဘေးနားမှာအဲ့ဒီကောင်လေးလေးကိုဝင်လိုက်ဒီထဲကိုရောက်ပြီဆိုရင်သူ့မှာ template တွေရွေးချယ်စရာအများကြီးရှိတယ်သူ့ရဲ့ template လေးတွေကတော်တော်လေးလဲမိုက်တယ် edit လေးတွေလည်းပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ဆိုတော့ကိုကြိုက်နေတဲ့ template တစ်ခုကိုရွေးချယ်လိုက်ကျွန်တော်ဒီကောင်လေးနဲ့စမ်းပြပေးမယ်ဒီကောင်ကိုသုံးမယ်ဆိုရင်အောက်ကစာကြောင်းလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်လို့ရှိရင်သူကဓာတ်ပုံတောင်းတယ်ဆိုတော့သူတောင်းတဲ့ဓာတ်ပုံအရေးအတွက်အလိုက်ထည့်ပေးလိုက်ထည့်ပြီးပြီဆိုရင်ရာခိုင်နှုန်းလေးပြည့်သွားအောင်စောင့်လိုက်ဒါဆိုရင်သူကကိုယ့်ရဲ့ဓာတ်ပုံကိုအခုလိုမျိုးလှုပ်စီးလေးဖြစ်သွားအောင်သူက video edit တစ်ခါတည်းကင်ပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့် video edit မလုပ်တတ်တဲ့သူတွေ video တွေတင်ရတာအရန်ကိုပို့ပြီးတော့လွယ်ကူသွားလိမ့်မယ်ဒါကြောင့်အားလုံးပဲစမ်းကြည့်ကြပါလုပ်လို့ရလားဆိုတာကိုလည်း comment လေးမှာရေးခဲ့သိချင်တာရှိလို့ရှိရင်မေးခဲ့လို့ရတယ်ကျွန်တော် video လေးနဲ့ reply ပြန်ပေးမယ်နော်